ဒီနေ့အိမ်ကတနဲ့တနဲ့ကိုတော့မယ်နော်အမဲကြောက်ကြောပြီးလို့ရှိရင်ဒီမှာမကြီးရွက်ရယ်စရီးရယ်ကစုံရယ်ဒါလေးကိုပေါ့နော်စစ်တော်ဖြူနေထောင်းထားတယ်ဘယ်ကြောင်လေးထောင်းမယ်စက်ကျင်ကျလေးချက်မယ်ပေါ့နော်မဲကြောက်ဒီကိုလည်းချကနေစစ်တော်ဖြူလေးဒီလိုမျိုးနဲ့အကြီးအကျယ်ဒီနေ့တိုင်းကိုနောက်ဆုံးညနေပြီးသေးတယ်။ညာရေးလေးစုစုတဲ့နဲ့မချင်းချင်းဆက်ပြီးတော့ကြောက်တယ်။ကဲတတနဲ့ကျွရှင်သွားမဲ့တတရဲ့အလုပ်သွားမဲ့ကိုတော့ထမင်းကြိုင်ပေါ့မနှက်စာဒီလိုလေးပဲပြင်ပေးပါတယ်။ဇရိဆက်ချင်စလေးရဲ့မဲကြောက်ချိုလေးရဲ့အားလုံးကျေးဇူးများတင်ပါတယ်ရှင်။